အားလုံးပဲမင်္ဂလာပါဘောနော်KBK channel ကနေပြီးတော့ကြိုဆိုလိုက်ပါပြီပေါ့နော်နောက်ပြီးတော့ကျွန်တော် YouTube မှာလည်းမြန်မာ Farmer Association ပေါ့နော်မြန်မာတောင်သူလယ်သမားအသင်းအိမ်မက်ဆိုပြီးတော့ကောက်ဖွင့်လာပါတယ်အဲ့ဒါကျွန်တော်ကပထမပိုင်းပေါ့နော်ပထမပိုင်းမှာကျွန်တော် copy link ချပေးထားတယ်ပေါ့နော်အဲ့ဒါဝင်ပြီးတော့ subscribe လုပ်ပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့အဲ့မှာကျွန်တော်အဲ့ကောက်မှာအပတ်စဉ်ပေါ့နော်နောက်တစ်ပတ်တနင်္လာနေ့ကနေစပြီးတော့ဒီတောင်လယ်သမားအနေနဲ့ပတ်သက်တဲ့ဒီဥပဒေတွေပေါ့နော်လယ်ယာမြေဥပဒေတွေနောက်ပြီးတော့အဲ့ဒီတောင်လယ်သမားတွေဒီသဘာဝမြေဩဇာတွေနဲ့ပတ်သက်တဲ့ဟာတွေကိုအဲ့ကောက်ကနေပြီးတော့ကျွန်တော်အပတ်စဉ်တနင်္လာနေ့တိုင်းတင်ပေးမယ်ပေါ့နော်အခုကတော့ပြုလွတ်တော်ဥက္ကဋ္ဌကြီးလည်းလွတ်တော်ရဲ့ရွေးပြီးသွားပြီပေါ့နော်ပြုလွတ်တော်ဥက္ကဋ္ဌကြီးလည်းပြုလွတ်တော်လည်းရွေးပြီးသွားပြီနောက်ပြီးတော့မျိုးသားလွတ်တော်ကြီးလည်းရွေးပြီးသွားပြီပေါ့နော်အဲ့မှာအကုန်လုံးပြီးတဲ့အချိန်မှာလွတ်တော်မှာစပြီးတော့အလုပ်တွေလုပ်ရတော့မှာပေါ့နော်အရင်ဆုံးလုပ်ရမယ့်ပြဿနာတော့လောဆယ်အခက်တွေ့နေတာတော့စီသေးပေါ့စီပြဿနာပေါ့စီပြဿနာကတော့မြို့မှာစုံမခွဲခြားလိုက်တာကတော့တိတ်ပြီးကိစ္စမရှိပါဘူးကားတွေနဲ့ရင်စည်းကလည်းဒီကကြက်တာရင်ကြောပိတ်ဆို့မှုတွေတော့လည်းတက်တာသွားမယ်နောက်ပြီးသူတို့နေ့စဉ်လှုပ်တဲ့လူတွေပို့လို့အောင်ပါတော့တရားချဆိုသူလှုပ်တဲ့အရက်မှာတော့တစီသမားဆိုပို့ရှာရမယ်အဲ့လိုမျိုးတော့ဖြစ်သွားအကန့်အသတ်ဖြစ်သွားတာဟုတ်သူတို့လဲပတ်ပါတယ်ဒီတိုင်းဒါပေမဲ့စီကန့်သတ်တဲ့ကကျွန်တော်တို့ဒီလယ်သမားတွေကြတော့အဆင်မပြေဘူးဖြစ်နေမပြေဘူးဆိုတာဘာကြောင့်လဲဆိုတော့ကျွန်တော်ဆိုတော့စပားရိတ်ပြီးပါပြီပေါ့ဒီရိတ်သွားဆိုတော့ကျွန်တော်တို့မှာဆက်တွေပြန်မောင်းမယ်ရေတင်မယ်ပေါ့နော်အဲ့ဒါမိုးစပားလုံးရတော့မယ်လုံးမယ်ဆိုတော့ကျွန်တော်တို့ကစီတွေကတော့လိုအပ်ပြီပေါ့နော်လိုရဆိုတော့စီကဘယ်တော့ဝယ်လို့ဝယ်ရမှာမသိဘူးအရာတိုင်းမှာနေတယ်ဟိုတွန်လေးမှာမှောင်ကိုဈေးနဲ့တောဝယ်တယ်လို့တော့ချို့ကြားတယ်ပေါ့နော်အခုရိတ်ချွေသမားတွေကအဲ့လိုမျိုးနဲ့တောဝယ်နေတူကတောဝယ်နေရယ်အဲ့လိုတိုင်းလူချင်းတိုင်းတော့မရဘူးဗျအဲ့လိုအဲ့ခက်ခဲတွေရှိတယ်အခက်ခဲတွေကိုဖြည့်ရှင်းဖို့လိုတယ်ပေါ့နော်အဲ့ဒါဘယ်လိုဖြည့်ရှင်းရမလဲတော့လူကြီးတွေနည်းနည်းတော့စဉ်းစားပေးပေါ့နော်အဲ့ဒါနောက်ပြီးတော့ဟိုနောက်ကလေတွေကတော့မရိတ်ကြသေးဘူးတော်ကြီးဖြစ်နေနော်တော်ကြီးရှိကိုကြော်ကြည့်လိုက်လင်းသွားတယ်ကွာအဲ့ဝါနေဘက်အဲ့ဒါတွေကမရိတ်ကြသေးဘူးကျွန်တော်လေကတော့ရိတ်ပြီးပါပြီပေါ့နော်